Hello အဲ့တော့ကျွန်တော်တို့ Black Fruit update နောက်ဆုံးထွက်ပြီပေါ့နော်အဲ့တော့ပထမဆုံးပြောစရာရှိတာကဒီ update ပြီးရင်ဘာလာမလဲပေါ့နော်ပြီးရင်ဘာတွေဆက်ရှိမလဲဆိုတော့ကျွန်တော်တို့ပြောရမယ်ပြီးရင်ဘာတွေအသစ်ပါလာလဲပေါ့နော်အဲ့တော့ရစကြည့်လိုက်အောင် Okay ပထမဆုံးအသစ်ပါလာတာကြတော့အားလုံးသိကြမယ့်အတိုင်းဒီမှာဆိုလို့ရှိရင် profile တွေပါလာတယ်profile အနေနဲ့ဆိုရင်ကျွန်တော်တို့ server ထဲမှာဘယ်သူတွေရှိလဲကြည့်လို့ရတယ်ပေါ့နော်ပြီးရင်တို့ profile ဝင်ကြည့်လို့ရတယ်ကျွန်တော်က private server ထဲမှာဆိုတော့ကျွန်တော်တယောက်တည်းဒီမှာကျွန်တော်ထားချင်တာထားလို့ရပါဘူးဥပမာဒီတနက်အစားတစ်ခုခုထားလိုက်အောင်ဘာထားမလဲစဉ်းစားကျွန်တော်လက်ပိုက်တန်ဟထားလိုက်အောင် select လုပ်လိုက်ပြီးရင်ကျွန်တော်ရဲ့ profile လာကြည့်တဲ့လူကဒါမြင်ရမယ်ပြီးရင်ကျွန်တော်ဒီမှာရွေးလို့ရတယ်ကျွန်တော် PVP ကိုရွေးထားတယ်တို့အနေနဲ့ဒီမှာ L player လို့ RNG ဟိတ်မီလို့ spammer တို့ထည့်လို့ရတယ်ပေါ့နော်ဒီဟာတွေဒါပေမဲ့ကျွန်တော်ကတော့ PVP ပဲရွေးမှာပါပြီးရင်ဒီမှာကျွန်တော်တို့ accessory ပါသုံးထားလဲမြင်ရမယ် B4 ပါတွေသုံးထားနေရှိမယ်ပြီးရင်ဒီမှာရွေးစရာတွေရှိတယ်ပြီးရင်ဒီမှာ fighting style mastery ကြတော့ကျွန်တော်9ခုပဲလောက်ရတယ်600ပြည့်ထားတာပြီးရင်ဒီမှာ gift sun တို့ fruit master တို့ပြီးရင်ကျွန်တော်ကတော့ဒီမှာဆိုရင် join date ကိုပဲရွေးထားလိုက်တော့မယ်အဲ့တော့မှဘယ်တော့ကစားဆော့ခဲ့လဲဆိုတော့ဒါနဲ့ဘယ်လိုသိကြလားဒီမှာကျွန်တော်တို့ global ကိုသွားမယ်ပြီးရင်ကျွန်တော်rip INDI intra ဆိုရိုက်လာ share show ဒီမှာအသီးအသစ်ကြီးပြီးရင်ဒီမှာတွေ့လား celestic fruit တွေ့လားအဲ့တော့ကျွန်တော်တို့ဒီမှာအသီးအသစ်တစ်ခုပါမယ်ပြီးရင် fighting style ကကျွန်တော်တို့ဒီမှာ loading မဖြစ်လို့လားမသိဘူးမမြင်ရဘူးဒီမှာမြင်ရဒီမှာတွေ့လား new fighting style အသစ်တူသုံးထားတယ်ပြီးရင် celestic fruit ရဲ့အသီးရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့global ထဲမှာ my king 43မရှိုးလိုက် red hat ရဲ့အဲမှာဆိုရင် onif fruit တော့ game ထဲမှာတော့မရှိသေးဘူးအဲ့တော့ဒါတွေကလာတော့မှာပေါ့နော်ဒါပေမဲ့ဘယ်တော့လဲတော့မသိဘူးအဲ့တော့ဆက်ပြောရမယ်ဆိုရင်သူတို့ဒီ update က6ခုလုံးပြည့်သွားပြီလေ6ပတ်ဆိုတော့ဘာဆက်လာနိုင်ခြေရှိလဲဆိုတော့သူတို့ပြောသလောက်အားတဲ့ဒီအခုထုတ်နေတဲ့ update တွေအကုန်လုံးကစမ်းသပ်မှုအနေနဲ့ထုတ်ထားတာတဲ့ပြောရမယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ဘုံရီဝါတို့ဘာတို့ကအဲ့ဒီမှာတချို့ effect တွေကအသစ်တွေလေ effect scale effect တွေကအသစ်တွေအဲ့တော့ဒီ scale effect တွေကအဲ့ဒီ player တွေပေါ့ထစ်မထစ်တို့အဲ့လိုမျိုးကျွန်တော်လည်းတိတ်တော့မသိဘူးเนาะသူတို့ရဲ့အကြောင်းရင်းကတော့အဲ့လိုမျိုးထစ်မထစ်တို့အတိုင်းစာပါလက်တာမလက်တာအဲ့လိုမျိုး Roblox နဲ့အဆင်ပြေပါမလားအဲ့လိုအဆန်းအသေးစားလေးနည်းချင်းထုတ်နေတာထင်တယ်ထုတ်ပြီးတော့မှတကယ်အသီးအစစ်ကြီးကြမှာအသီးအစစ်ရဲ့စကေးကဒီလိုအသေးစားလေးမှာလှုပ်လို့ရင်စကေးအစစ်ရဲ့သွားပြီးလှုပ်မှာပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီတိုင်းဟိုဟာတိတ်လေးနဲ့စမ်းသက်နေတာပေါ့နော်ဒီနေရာကြီးအောင်မှကျွန်တော်ဆက်ချင်းမပြောလိုက်ရဘူးအဲ့တော့ကျွန်တော်ဒီမှာ 2v2 ချတဲ့နေရာရှိမယ် team 1နဲ့ team 2တို့အတိုင်း1-1ချလို့ရတယ်ပေါ့နော်1-1တော့ဖြစ်ကုန်2-2ချလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီကမစွတ်ရသေးဘူးတစ်ခါပဲနိုင်ရသေးတယ်ပြီးတော့ဒီမှာဆိုရင် event တွေရှိသမျှအကုန်ဒီထဲခေါ်ထားတာပြီးရင် level 10တို့ဘာတို့လဲလေဒီထဲကိုဝင်လာလို့ရတယ်ပြီးရင် level 10ကျော်ရင်လေအသီး trade လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ level နိမ့်လေးတွေကိုလာ trade လို့ရတယ်ပြီးသွားလို့ရှိရင်ဒီမှာNPC ရှိသမျှ NPC title တို့ okay ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာ summer token တွေပြင်ရတယ်ပေါ့နော်ဒီမှာ summer token တွေပြင်ရတော့ကျွန်တော်တို့ဘယ်မှာသုံးရမလဲဆိုတော့ဒီမှာဒီကောင်းစီမှာသွားပြီးလှည့်လို့ရတယ်ပေါ့နော်2နာရီကိုတစ်ခါ bro အနေနဲ့ငများတဲ့အနေမမီလိုက်အောင်လားအရင် update တော့ငများတဲ့အနေမမီသွားရင်အခု update မှာငများတဲ့အနေကိုပြန်ယူလို့ရအောင်ဒီမှာဒါကြတော့ဟို celestic ငများတဲ့အတွက်နေရာပေးထားတာဒီမှာငါးဖမ်းမှုအတွက်နေရာပေးတယ်ပြီးရင်ဒီမှာပြီးရင်ကျွန်တော်တို့ potion အသစ်တွေလည်းပြန်ပါလာတယ် potion အသစ်ဆိုတာထက်ပါပြီးသားဟာတွေပြန်ပါပေါ့နော်ဒီ gate potion ကတော့အကောင်းဆုံးပဲပြီးရင်ဒီမှာကျွန်တော်တို့အနေနဲ့ဒီမှာလဲလို့ရတယ်ငများတဲ့အနေဒါပေမဲ့ကျွန်တော်ကအကုန်လဲဖို့လေ update အရင် update တွေတဲ့မမီတဲ့သူတွေလှုပ်ထားဖို့ဒီအပတ်ကအကောင်းဆုံးပဲပြီးတော့ငများတဲ့ဘယ်လိုယူရမလဲမသိရင်ကျွန်တော်ရဲ့ဒီအရင်ဗီဒီယိုမှာလည်းသွားကြည့်လို့ရပါတယ်အဲ့တော့ဒီ celestic နေရာတစ်ခုလည်းပါလာတာမဟုတ်ဘူး over ချမ်းမှာ onit red hat ရဲ့အတိုင်း island လည်းပါလာရပေါ့နော်ပြီးရင်ဒီအလဲကနေရာကြီးကတော့ PVP ချဖို့ပေါ့နော် bounty မရဘူးဒီမှာချလို့သိသွားရင်လေဒီဘက်မှာဆိုရင် waitအနီရောင်ကြီးရှိရပေါ့နော်ဒီမှာ NPC တော့မစပွန်းတော့ဘူးဒါပေမဲ့ငါးဖမ်းဖို့အတွက်ပဲသူလုပ်ပေးထားတာပေါ့နော်အဲ့တော့အရင်ဆုံးဘာဆက်လုပ်အဲ့တော့ event တွေအကြောင်းပြောအောင် event အကြောင်းဆိုရင်ဒီမှာအခု10 minute ကိုတစ်ခါအတိုင်းဗာလဲ paint boss လို့မဟုတ် lightning boss စပွန်းနေပေါ့နော်အခုကတော့10 minute မှာ paint boss စပွန်းနေတယ်အဲ့တော့ဒီ paint boss ကဟိုလိုမျိုးသွေး2000မဟုတ်နော်ဒါက trailer တွေကကောင်းဆိုတော့သွေးနေတယ်သေးလိုက်တော့ okay အဲ့တော့ကျွန်တော်တို့Summer boss ကိုတိုင် token 150ရတယ်Summer token တွေကလည်းပြောထားတဲ့အတိုင်းပဲဒီမှာတီးလာလဲလို့ရတယ်ပေါ့နော်ပြီးရင်ဒီအသစ်တွေလည်းပါလာတယ်ကျွန်တော်တခုမှမရသေးဘူးပေါ့နော်အဲ့တော့ showcase လုပ်လို့မရပါဘူးပြီးရင်ကျွန်တော်တို့ဒီနေရာမှာအတီးလာ trade လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့နောက်ထပ် event တစ်ခုက lightning event ပေါ့နော် lightning event ကျတော့10 minute တစ်ခါ spawn လာဆိုတော့အခုက pain event spawn ပြီးဆိုတော့နောက်10 minute နေရင် lightning event spawn နိုင်မယ်အဲ့တော့10 minute လောက်ခဏစောင့်ကြည့်အောင် okay လား okay ဒီမှာ lightning event စပြီပေါ့နော် lightning event ဆိုရင်
NPC အသေးလေး6កောင်ရယ် boss က1កောင်ရယ်ပေါ့နော်အဲ့တော့ကျွန်တော်အကုန်လုံးစုပြီးတက်လိုက်မယ်ပေါ့နော်နည်းနည်းလက်တယ်လို့တော့ခံစားရတယ်ဗျဒီ update မှာဒီကနေလေကျွန်တော်တို့ဆမ်မာတူကန်နေရတယ်ပေါ့နော်အဲ့တော့ public server ဆိုရင်လည်းကောင်းပါတယ်ရတာလည်းရပါပဲဒါပေမဲ့ဒီဇုံကြီးက PVP ချတဲ့ဇုံဆိုတော့တယောက်နဲ့တယောက်နဲ့ချမိမယ်ဆိုတော့အဆင်မပြေဘူးလေဟုတ်တယ်မလား Okay အဲ့တော့ not tag event တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကဒီမှာဆိုရင် Red Family လား Red Army လားဆိုတော့ရွေးရမယ်ဟိုကကျွန်တော်ထဲမှာဆိုရင်ဒီ Red Family ဘက်မှာတိုင်မာလေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘာလုပ်ရမလဲဆိုတော့အဲ့တိုင်မာပြည့်သွားရင် NPC တွေကဒီကျိုးကြီးမှာ spawn လာလိမ့်မယ်ပြီးရင်ကျွန်တော်တို့ကအဲ့ကျိုးမှာ spawn လာတဲ့ NPC တွေကိုတတ်ရမယ်ဘာလို့လဲဆိုတော့အဲ့ NPC တွေကဒီတစ်ပင်ကြီးကိုလာတိုက်ခိုက်တာပေါ့နော်အဲ့တစ်ပင်ကြီးကိုတွေးပါတယ်အဲ့တွေးကိုဟိုဟာကုံသွားရင်ကျွန်တော်တို့ရှုံးမယ်ပေါ့နော်အဲ့တော့သူတစ်ပင်ကိုမတိုက်ခင်ကျွန်တော်တို့ကအဲ့ NPC တွေတတ်ပေးရမယ်ပြီးရင်အချိန်ကသူက9မိနစ်လား10မိနစ်လားမသိပေးထားအဲ့တော့ကျွန်တော်ဖြစ်နိုင်ရင် public server မှာပဲသွားလို့ရတာကောင်းမယ်ဘာလို့လဲဆိုတော့ဒီ server မှာဆိုရင်ကျွန်တော်တယောက်တည်းလေးအဲ့တော့ကျွန်တော်မနိုင်ဘူးလေဟုတ်တယ်မလားလူ NPC တွေအများကြီးကိုအဲ့တော့ yeah အဲ့ချိန်ကျရင်ကျွန်တော်တို့ public server မှာတွေ့ကြမယ်ဒါကြော်ညာထား Minecraft နဲ့ Roblox က2025ရဲ့ popular ဖြစ်တဲ့ game တွေလို့ပြောရင်လည်းမမှားပါဘူးဟဲ့အောင် Fortnite ရောFortnite က script တဲမှာမရေးထားဘူးအဲ့တော့ထားပါအဲ့တော့ bro အနေနဲ့ Minecoin တွေ Robux တွေဝယ်ယူခြင်းနဲ့ဆိုရင်တော့ B-shot ရှိပါတယ် B-shot မှာဆိုရင် Minecraft account တွေ Minecoin တွေ Roblox player တွေအတွက်ဆိုလို့ရှိရင် Robux Royal Garden Pack တွေ item တွေထပ်ပြီးပြောရင် Steel ရဲ့ Brain Rot တွေက secret account တွေကိုပါဝယ်ယူလို့ရပါတယ်ဗျအဲ့တော့တခုခုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် B-shot မှာဝယ်ဖို့အကြံပေးခြင်းပါတယ်Okay အဲ့တော့ဒီမှာစနေပြီပေါ့နော်အဲ့တော့ဒီမှာ NPC ရ spawn နေပြီသူတို့ဒီမှာတက်ကမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီ NPC တွေကကျွန်တော်တို့တစ်ပင်ကြီးကိုလာချမှာပေါ့နော်ဒီမှာတစ်ပင်မှာသွေးပါတယ်ပြီးရင်ဒီမှာခင်းအောင်ဖားလေးကကြတော့ NPC ရဲ့ပေါ့နော် spawn သူတို့တွေဝိုင်းဒါလေးရော့သွားလိမ့်မယ်ဝေးဒီကဘယ်လေအလေကြီးတဲ့မှာငားလာများတယ်တကယ်ကောOkay ဒီမှာကျွန်တော်တို့အချိန်နည်းနည်းလေးဆို900တောင်ရတယ်900လည်းမဆိုးပါဘူး SS လည်းတွေ့လား score ကကျွန်တော်တို့အချိန်မြန်လေးပိုရလေပြီးရင်အခုဒီမှာ lightning event စနေပြီပေါ့နော်10မိနစ်ပြည့်သွားလို့ Okay အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါကျွန်တော်တို့ event 3ခုပါတယ်ပေါ့နော်3ခုကပထမဆုံးတစ်ခုက10မိနစ်တိုင်းကို pass ပိုးနေအဲ့လိုမျိုးနှစ်ခုပေါ့နော်ပထမဆုံးဟာကျ lightning event lightning event ဒုတိယဟာကျတော့ onit boss ပေါ့နော်သူ့တိုင်နေတဲ့ point 150ရမယ်ပြီးရင်နောက်ဆုံးကကျတော့ဒီတစ်ပင်တွေကိုကာကွယ်ရတာပေါ့နော်ဒီမှာခုနကတော့ကျွန်တော်တို့ဒီကောင်းကိုကာကွယ်ပေးရတယ်အခုကကျတော့ဟိုဘက်ချမ်းပေါ့နော်တနာရီတိုင်းတစ်ခါ spawn နေပေါ့နော်ဒီဘက်ချမ်းဟာကိုကျွန်တော်တို့ကာကွယ်ပေးရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် mini game လေးအများကြီးထည့်ပေးထားရပေါ့နော်အဲ့တော့ဒီ update ရည်ရကြကြသူတို့ visit ပေါ့နော်အဲ့ဒီ game ကိုဝင်ကြည့်ရတဲ့သူက50 billion တောင်ပြည့်သွားတဲ့အတွက်သူတို့လှုပ်ထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ရလာတဲ့ point အနေနဲ့ကျွန်တော်တို့ဒီမှာအသီးလာလဲလို့ရတယ်ဒီမှာ public ဆိုလို့ရှိရင်ကြည့်ပါလားအသီးတွေအများကြီးပဲ yeahဒီ update လေးကတော့မဆိုးပါဘူးအဲ့တော့ကျွန်တော်တို့နောက်တစ်ပတ်ကြာရင်လည်း update ကတော့ရှိတော့မှာမဟုတ်ဘူးဒါနောက်ဆုံးအပတ်ပေါ့နော်အဲ့တော့သူဘာလုပ်ဖို့စဉ်းစားထားလဲတော့မသိဘူးပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါနောက်ထပ်ဗီဒီယိုမှပြန်တွေ့ကြမယ် bye bye